Yo what's up Kiva ဒီနေ့ပါနေတယ်ရော15ရက်နေ့အော်တိုက15ပါ15ရက်နေ့မှာကျွန်တော် Chainsaw Man movie တွက်ကြည့်မှာဖြစ်ပါတယ် Reese R ပါဆိုတော့အဲ့ဒါပြီးရင်ကျွန်တော် rating ပေးပါမယ်တယောက်ချင်းစီပေါ့နော်ကျွန်တော်တကယ်ချင်း4ယောက်သွားမယ်ပြီးရင်rating ပေးပါမယ်အဲ့ဒီကျွန်တော်ဟိုတဲ့ဗီဒီယိုတစ်ပုတ်လုံး16သိန်းရတယ်16သိန်းရတယ်ဒီလိုနေပါမင်းနဲ့ဗီဒီယို4ပုတ်ကတစ်ပုတ်4သိန်း4လိ16ပါ4သိန်းနေလားမအခုဒီ4သိန်းနေငါ20ရောအဲ့ဒါချီယာတို့ဒါပါလေမကြည့်ပါနဲ့ချင်းစောမန်ကြည့်ပါသွားလူသားကကြည့်မယ်ကြည့်ပါလားကြည့်ပါလားကြည့်ပါလားတယောက်ကို4,800လားတယောက်ကို4,800ဖြစ်ပါတယ်ကျွန်တော်တို့ဒါ reset ပြီးပါပြီ3 out of 10 2 ရှော့ပါလို့လေဗျာ2တဲ့2 out of 10 စစ်တယ်နောက်ဆုံးပိုင်းပါ8ဖြစ်တယ်နော်ကျွန်တော်မာဂီမောကျွန်တော်မချိန်တတ်ဘူးမချိန်တဲ့တော့ကျွန်တော်ကတော့မုန်းတယ်မာဂီမောမုန်းတယ်ဒီနေ့ကျွန်တော်မာဂီမောဆောင်းချစ်တယ်ကျွန်တော်မာဂီမောဆောင်းချစ်တယ်စောင့်တော့မရှိဘူးအဲ့တော့ကျွန်တော်တို့ဒီ movie ကို Reese ဘက်ကနေပြီးတော့ပဲ Reese တေလို့6လောက်ပဲပေးပါတယ်ဒီဇာတ်ကားကနေဘာသင်ခန်းလိုက်ရတင်ရရဆိုတော့မိန်းမတွေကိုမယုံနဲ့မိန်းမမကောင်းမိန်းမတွေယုံနေကြွမလုံးနဲ့တော့ကြွလုံးမိန်းမတွေကိုမယုံနဲ့ဒါပါပဲခင်ဗျာ